ရဲ့လက်ရှိရှင်တွေကိုတခြားလူတယောက်ကနေမြင်တဲ့အမြင်မျိုးပေါ့ကျွန်တော်ဟုတ်ပြီကျွန်တော်နဲ့စတီးတဲ့ချိန်မှာ2013မှာစတီးတယ်2013မှာ2013မှာစတီးတဲ့ချိန်မှာသူကဆိုင်ကေစီးတယ်ဆိုင်ကေပဲရှိတယ်ဘာမှမရှိဘူးဒါပေမဲ့သူ့တက်တာဖျားနဲ့တကယ်သွားတယ်ကျစကားနားထောင်နေနှိမ့်ချတယ်ဆိုတော့နှိမ့်ချတာနဲ့နှိမ့်ကြတာနဲ့မတူဘူးတော့နှိမ့်ကြတယ်ဆိုတာဟာကကျွန်တော်လူနေမှုအဆင့်တက်နှိမ့်ကြတာပြောတယ်နှိမ့်ချတယ်ဆိုတာ तू ရှိတယ်ဒါပေမဲ့ तू ကနှိမ့်ချဆိုတာနဲ့ तू ကဘယ်လိုစကားပြောတယ်ပြောချင်တဲ့လူတွေကိုလူလို့တတ်မှတ်တယ်ဗျာတချို့ကဆိုဖေးတာပတ်စံရှိလို့ရှိရင်တချို့ကဘုံဝင်မြင့်တယ်လေအဲ့လိုမျိုးမဟုတ် तू နှိမ့်ချတယ်ကျွန်တော်နဲ့ဆိုအများကြီးကွာတယ်ဒါပေမဲ့ तू ကပတ်စံရချမ်းသာတယ်ဒါပေမဲ့ကျွန်တော်နဲ့စသေးတဲ့အချိန်မှာဆိုင်ကေပေးရှိတယ်ဘာမှမရှိဘူးဒါပေမဲ့2013 2014မှာနည်းနည်းပတ်စံရလာသူဘာဖြစ်လို့လဲဘုရားစကားနားထောင်တယ်သူနှိမ့်ချတယ်မာနမကြည့်ဘူးဘိုးမမြင့်ဘူး2014 73 15မှာကလူကာစီးလာတယ်ကလူကာကားစီးလာတယ်ကလူကာစစီး2015မှာ2016ကလူကာစီးနေတော့လေ2019မှာမြကြီးနားမှာတိုင်းအကြီးဆောက်တယ်စိုက်အကြီးပဲအဲ့ဒီကျွန်တော်တို့ဒီအချို့အကိုတွေတိမယ်ကြော်ပုံသွားတဲ့လမ်းလေရွှေဆက်ဆိုတာရှိတယ်ရွှေဆက်နဲ့ဒီနောင်နန်းမရောက်ခင်ပေါ့နော်ရွှေဆက်အဲ့တရားမရောက်ခင်နားလေးမှာထပ်တိုက်အတွင်းကျွေပြားအပြင်ကျွေပြားရှေ့အကြီးပဲဆိုတော့ဖျားစကားကိုနားထောင်တယ်သူ့အသက်တာမှာဘဝမမေ့ဘူးဘုံဝင်မမြင့်ဘူးအခုသူ2018ကနေစပြီးတော့လင်ခူစာစိုက်ကနစီလာဟိုမှာအိမ်ရှိတယ်ဒီမဝန်းကြီးမှာခြံနေနဲ့အိမ်တွေနဲ့အိမ်နှလုံးရှိတယ်မဝန်းကြီးမှာဒီကြီးနားမှာအိမ်တစ်ပြည့်ကိုရှေ့ခန်းနာကြီးအခု3လပိုင်းဆိုသူအိမ်ဖွင့်ပွေလုပ်မယ်အကြီးကြီးလုပ်မယ်ဆိုတော့သူ့တက်တာမှာဖျားနဲ့စတွေ့တဲ့ချိန်မှာခုနကကျွန်တော်ပြောရနော်ရေမစေးဘဝကျွန်တော်နဲ့စတည်တဲ့ချိန်2013မှာဆိုင်ကြီးစီး2014 15မှာဘလူကာစီးလာတယ်2016တိုက်အိမ်ဆောက်တယ်တဖြည်းဖြည်းပါပဲလေတက်လာဒါမဲ့သူဘုရားစကားနားထောင်နေနှိမ်ချတယ်ပုံဝင်နေအခုလေကြည့်သူ့ပုံစံကြည့်ဘာမှမရှိသလိုပဲပုံမှန်နေထားလို့ပဲပုံမှန်ပတ်စံလေးလင်းကားစီလောက်ရှိတဲ့ပုံစံလောက်ပဲသူအသက်ရှင်တယ်ဒါမဲ့တကယ်ချမ်းသာတယ်သူပတ်စံသိန်းထောင်ရှိတောင်းရှိတဲ့လူပဲဒါမဲ့သူဘာဖြစ်လဲဘုရားစကားနားထောင်နေနှိမ်ချတယ်ပုံဝင်ပြီးဆိုတော့သူဖျားတခင်လူရဲ့အသက်တာဒီမျိုးဖြစ်တယ်ဒါတော့ချိုးခရီးရန်နေဘုရားစကားနားထောင်လှုပ်ရှင်တာလှုပ်တယ်အဲ့ဒီခါမှာဘုရားစကားနားမထောင်တဲ့လူမနှိမ့်ချတဲ့လူဘုရားကောင်းချီးပေးလို့မရဘူးဒါမျိုးရှိတယ်ဒါတော့ကျွန်တော်ခရီးရန်တိုင်းလေးအင်းရှင်းပြရအောင်ဒါကျွန်တော်ကြားဖြတ်ပြီးတော့ပြပြတာပေါ့နော်ဒါကြောင့်ခဏလေးကျွန်တော်ခုတချင်းတစ်ခေါက်နှစ်ခေါက်ဆိုမယ်တချင်းဆိုပြီးကျွန်တော်တို့ဒီဆရာကနေပြီးတော့ဘုရားခင်အကြောင်းနည်းနည်းပြပြမယ်ပြပြပြီးကျွန်တော်ဝင်ပြီးတချင်းဆိုမယ်ဒီဆရာပြီးတချင်းဆိုမယ်ပြီးကျွန်တော်ဝင်မယ်ပြီးနော်ဒီနိုင်ယူလာတယ်အဲ့ဒီဟာလေးနဲ့ကျွန်တော်ပြမယ်ပြပြီးကျွန်တော်ဒီနေ့ဒီမှာရခိုင်ချက်နေလို့ပြောဘာဟင်းလဲကျွန်တော်မသိဘူး surprise ပေါ့အဲ့ဒါကတော့လှုပ်ဝက်ချက်ပေါ့မပြောပြဘူးမသိဘာဟင်းလဲမသိအဲ့ဒါဒီလိုစားပြီးတော့ကျွန်တော်တို့ဒီနေ့အစီအစဉ်ကိုဆုံးသက်ဖို့ဖြစ်ပါတယ်လို့ခုချိန်ကတချင်း